ဒီဗီဒီယိုလေးကတော့အမျိုးသားတွေရဲ့မျိုးပွားနိုင်စွမ်းအကြောင်းဖြစ်ပါတယ်။ယောက်ျားလေးတွေဟာအသက်10နှစ်လောက်ကစပြီးလူပြိုဝဝင်လာတဲ့အခါခန္ဓာကိုယ်မှာအပြောင်းအလဲတွေအများကြီးဖြစ်ပေါ်လာပါတယ်။အမျိုးသားတွေရဲ့ကာမတောင့်တစိတ်ကိုတုံ့ပြန်တဲ့အနေနဲ့လိန်တန်မာလာတာကိုလိန်တန်တောင်းတယ်လို့ခေါ်ပါတယ်။ဒါဟာကာမဆက်ဆံနိုင်မှုခန္ဓာကိုယ်ကလှုပ်ဆောင်ပေးတာဖြစ်ပါတယ်။အမျိုးသားတွေဟာအတူနေတဲ့အခါမှာတုပ်ပိုးတွေပါတဲ့တုပ်ရည်ကိုထုတ်လွှတ်ပြီးအမျိုးသမီးရဲ့တအိမ်ထဲကိုကူးခတ်သွားစေပါတယ်။အကယ်၍သင်ဟာတရေတားနည်းတစ်ခုခုလည်းသုံးမထားဘူးမမျိုးရှိနေတဲ့အချိန်လည်းဖြစ်နေမယ်ဆိုရင်မမျိုးဟာတုတ်ကောင်နဲ့ပေါင်းပြီးတရေသားအဖြစ်ပြောင်းလဲသွားပါတယ်။တရေသားဟာယောက်ျားလေးလည်းဖြစ်နိုင်တယ်လို့မိန်းကလေးလည်းဖြစ်နိုင်ပါတယ်။ဒါကိုတော့တုတ်ပိုးကပဲအဆုံးဖြတ်ပေးပါတယ်။အမျိုးသမီးတွေဟာရာသီလာပြီး2ပတ်လောက်အကြာမှာမမျိုးကျွေတဲ့အတွက်အဲ့ဒီအချိန်မှာအတူနေရင်ကိုယ်ဝင်ရနိုင်ခြင်းအများဆုံးပါပဲ။တကယ်တော့ကလေးယူဖို့အကောင်းဆုံးအချိန်ကတော့လက်တွဲပေါ်2ဦးလုံးအစင်သင်းဖြစ်ပြီးကလေးကိုအတူတူပြုစုပြောထားဖို့2ဦးသဘောတူဆုံးဖြတ်ပြီးတဲ့အချိန်ပါပဲ။အမျိုးသားမပါပဲအမျိုးသမီးတို့ဟာကိုယ်ဝင်ရဖို့မဖြစ်နိုင်တာကြောင့်ကိုယ်ဝင်တားဖို့အတွက်အမျိုးသားတွေမှလည်းတာဝန်ရှိရဆိုတာမမေ့ပါနဲ့ကိုယ်ဝင်မတားထားဘူးဆိုရင်အတူနေတဲ့အချိန်တိုင်းမှာကိုယ်ဝင်ရနိုင်ခြေရှိပါတယ်အကယ်၍သင်ကကလေးမယူသေးဘူးလို့ဆုံးဖြတ်ထားရဆိုရင်တော့ကွန်တုံးသုံးတာဒါမှမဟုတ်တက်လက်တွဲပေါ်နဲ့တင့်တော်တဲ့သားဆက်ချာနီကိုရွေးချယ်တဲ့အခါမှာဖေးမပံ့ပိုးတာတွေကိုလှုပ်ဆောင်နိုင်ပါတယ်စိတ်မပူပါနဲ့တတိတားတာဟာ2ဦးစလုံးရဲ့ကာမတောင့်တစိတ်နဲ့ကာမဒုက္ခကိုအနှောက်အယှက်မဖြစ်စေနိုင်ပါဘူးကာကွယ်ထားတယ်ဆိုတဲ့အသည့်ကြောင့်အတူနေတဲ့အခါမှာပိုပြီးစိတ်ကျဉ်တဲ့မှုကိုခံစားနိုင်တဲ့အပြင်စိတ်ပူပန်နေစရာလည်းမလိုတော့ပါဘူး။တတိတားခြင်းဟာနောက်တစ်ချိန်မှာကိုယ်ဝန်ဆောင်နိုင်စွမ်းကိုလည်းအဟန့်အတားမဖြစ်စေနိုင်ပါဘူး။တားဆက်ချာနီတွေအကုန်လုံးနှီးပါးကတော့နှစ်ရှည်လများသုံးဆွဲခဲ့မယ်ဆိုရင်တော့အသုံးပြုတာရပ်လိုက်တာနဲ့ကိုယ်ဝန်ကြားနိုင်တဲ့အာနိသင်နဲ့ရပ်သွားမှာပါ။ဒါပေမဲ့သင်တို့ဟာကလေးလုံးဝထပ်မယူချင်တော့ဘူးဆိုရင်တော့တားကြောဖြတ်တဲ့နည်းကိုစဉ်းစားရွေးချယ်နိုင်ပါတယ်။အကယ်၍သင်ဒါမှမဟုတ်သင်ရဲ့လက်တွဲပေါ်ကအမျိုးသားတွေရဲ့မျိုးပွားနိုင်စွမ်းအကြောင်းဒီထက်ပိုပြီးသိရှိလိုရဆိုရင်တော့မျိုးထွေးပြင်လာတဲ့ Marie Stokes မြန်မာကိုဆက်သွယ်ပြီးအိမ်အောင်ရေးဆိုင်ရာတည်လို့ပွဲအကြံပြုချက်များကိုယုံကြည်စိတ်ချစွာမြင်မြန်တိုင်ပင်နိုင်ပါတယ်။